ဆိုရင်အစိုးရတန်ပါနေတယ်ဒါဆိုရင်အစိုးရတန်ဖြောက်လိုက်ပြီအားလုံးပဲမင်္ဂလာပါခင်ဗျာအခု review လုပ်တော့ပြီးမယ်ဆောင်းကတ်ကတော့ V10 H Pro တရှင်းဆိုတဲ့ light sound ကတ်ဖြစ်ပါတယ်ခင်ဗျာเนาะဒီ V10 H Pro ဆောင်းကတ်ရဲ့ screen ပေါ်မှာပါတဲ့ခလုတ်တွေရဲ့အကြောင်းအသေးစိတ်နဲ့ဆောင်းကတ်မှာပါတဲ့အပေါက်တွေရဲ့အကြောင်းအသေးစိတ်ကိုပြောပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာပထမဦးဆုံးဆောင်းကတ်မှာပါတဲ့ခလုတ်တွေရဲ့အကြောင်းကိုအရင်ပြောပြပေးတော့မှာဖြစ်ပါတယ်เนาะဒီဆောင်းကတ်မှာဆိုရင်သူ့ရဲ့အောက်ဘက်မှာဆိုရင်နော်ဒီလိုမျိုးခလုတ်လေးတွေ17လုံးသူက3တန်းပါမယ်ခင်ဗျာနော်17လုံး3တန်းပါမယ်အောက်ဆုံးကအတန်းအလုံးကြီးဒီအစိမ်းရောင်အတန်းဆိုရင်ဒီကောင်ကအတန်း effect ဖြစ်ပါတယ်ခင်ဗျာနော်အတန်း effect ဆိုတာဒါမျိုးအတန်းလေးတွေကိုထည့်ထားတဲ့ခလုတ်တွေကိုအတန်း effect လို့ခေါ်ပါတယ်ခင်ဗျာနော်ဒီလိုမျိုးအတန် effect ကကြတော့အောက်က17လုံးလုံးကအဲ့ဒီအတန် effect တွေပဲဖြစ်တယ်ဒါပေမဲ့ဒီဆောင်းကတ်မှာကြတော့အတန် effect ကစုစုပေါင်းသူက16တန်ပါပါတယ်ခင်ဗျာနော်အောက်မှာကကြတော့17တန်ပါမယ်ပြီးသွားပြီဆိုရင်ဒုတိယအတန်ပေါ့နော်ဒီဒုတိယအတန်ကကြတော့ဆက်ရဲ့ညာဘက်ကခလုတ်5လုံးနော်ဒီဆက်ရဲ့ညာဘက်ကခလုတ်5လုံးကလည်းသူကအတန် effect တွေပဲဖြစ်တယ်နော်ရည်တန်လေးတွေလက်ခုပ်တန်လေးနော်အရှာသရှင်းတန်လေးတွေနော်ဒါလေးတွေပါမယ်နော်ဒါကတော့ဒီ V10 H Pro မှာပါတဲ့အတန် effect 16တန်ဖြစ်တယ်ပြီးတော့ပြီဆိုရင်သူ့ရဲ့ဘေးနားမှာအတန်တရှင်းအဖွင့်ပေးခလုတ်ပါမယ်မရနေစေဒါဆိုရင်တရှင်းဖွင့်လိုက်ပြီဒါဆိုရင်တရှင်းပေးလိုက်ပြီတော့ကိုဒီစောင်းကတ်နဲ့ဖုန်းတွေကို Bluetooth ရှိတ်ပြီးတော့ YouTube ကနေဖွင့်တဲ့တရှင်းတွေကိုစောင်းကတ်ကနေဓာတ်ရိုက်အဖွင့်ပေးလုပ်လို့ရတယ်ဖုန်းမှာသွားပြီးတော့ဖွင့်နေပိတ်နေစရာမလိုပါဘူးခင်ဗျာโอเคပြီးသွားပြီဆိုရင်နောက်ထပ်ဒီဘယ်ဘက်မှာရှိတဲ့ခလုံး၅လုံးကိုထပ်ပြောပြပေးသွားမယ်ဒီဆောင်းကတ်မှာကြတော့အတန်အတုပေါ့နော်အတန်အတုခလေးတန်လူကြီးတန်ကကြတော့စုစုပေါင်းသူက3တန်ပါပါတယ်နော်ခလေးတန်လူကြီးတန်ဆိုတော့ကကြတော့မှာနော် Hello 1 2 3 hello နော်ဒီလိုမျိုးခလေးတန်လူကြီးတန်အတန်အကြီးသေးကတော့သူကစုစုပေါင်း3တန်ပါပါမယ်ဒီခလုတ်တစ်လုံးနဲ့လာပါတယ်ခင်ဗျာโอเคပြီးသွားပြီဆိုရင်ဒီမှာအစွန်းဆုံးကနောက်တစ်နှလုံးကျက်မယ်ဒီဆောင်းကတ်ကကြတော့ဒီအဆူရောအတန်လည်းဖြောက်လို့ရပါတယ်เนาะအဆူရောအတန်လည်းဖြောက်လို့ရမယ်အခုပထမဦးဆုံးအဆူရောအတန်ဖြောက်ပြရမယ်အခုတို့တရှင်းဖွင့်လိုက်မယ်တရှင်းဖွင့်လိုက်ပြီဒါဆိုရင်အဆူရောအတန်ပါနေတယ်ဒါဆိုရင်အဆူရောအတန်ဖြောက်လိုက်ပြီအဆူရောအတန်ဖြောက်လို့ရမယ်ခင်ဗျာဒါဆိုရင်အဆူရောအတန်ပါမယ်ဒါဆိုရင်အဆူရောအတန်ဖြောက်လိုက်ပြီโอเคเนาะနော်ဒီ V10 H Pro ဆောင်းကတ်ကလည်းအဆူရောအတန်ဖြောက်လို့ရပါတယ်ခင်ဗျာနော်ပုံမှန်ဆောင်းကတ်တွေလိုပဲတရှင်းတိုင်းတော့ဖြောက်လို့မရပါဘူးနော်โอเคပြီးသွားပြီဆိုရင်သူ့မှာနောက်ထပ်ကိုတရှင်းဖွင့်ပြီးစကားပြောတဲ့အခါကျရင်တရှင်းအတန်ကိုအော်တိုအတိုးကျလုပ်ပြီးတဲ့ခလုတ်လေးလည်းပါတယ်โอเคစမ်းပြမယ်တရှင်းဖွင့်လိုက်မယ်အဆူဆုံးကခလုတ်ဖြစ်တယ်ကိုတရှင်းဖွင့်ပြီးစကားပြောမယ်ကိုစကားပြောလိုက်တဲ့အခါကျရင်တရှင်းတန်ဒီအော်တိုတိုးသွားပြီးမယ်ကိုစကားမပြောဆိုတရှင်းတဲ့ auto ပြန်တက်လာတယ်เนาะဒါကတော့ background ခလုတ်ဖြစ်တယ်အဆူဆုံးကဒုတိယအတန်းရဲ့ဘယ်ဘက်အဆူဆုံးကခလုတ်ဖြစ်တယ်ခင်ဗျာဒီကဘာမှာချစ်ဆုံးတယ်เนาะကိုကတရှင်းကိုပုံမှန်ပြန်နားထောင်တာပဲဖြစ်ဖြစ်တရှင်းပုံမှန်ပြန်ဖွင့်တာပဲဖြစ်တရှင်းပုံမှန်ပြန်ဆိုတာပဲဖြစ်သူ့ပြန်ပိတ်ပေးရပါတယ်เนาะမမေ့ပါနဲ့ခင်ဗျာโอเคဒါကတော့ဆက်ရဲ့ဒီမှာပါတဲ့ခလုတ်အတန်း2လုံးကို2တန်းကိုเนาะ2တန်းကိုပြောပြပြီးသွားပြီကျန်တဲ့နောက်တစ်တန်းကိုထပ်ပြောပြပြီးသွားမယ်ဒီအပေါ်ကအတန်းမှဆိုရင်တော့ဒီညာဘက်ကနေပြီးပဲစပြောမယ်နော်ဒီဘက်5လုံးနော်ဒီဘက်5လုံးကကြတော့သူကကြတော့ electric အတန်းနော်သူ့မှာ electric အတန်းပါတယ် electric အတန်းဆိုတာကတော့ hello 1 2 3 hello နော်ပုံမှန်အတန်းမဟုတ်ဘဲနဲ့ဒီလိုမျိုးအတန်းလေးတွေကို electric အတန်းလို့ခေါ်ပါတယ်ခင်ဗျာနော်ဒီလိုမျိုးအတန်းကြီးလည်းတရှင်းဆိုလို့ရတယ်တချို့သူတွေက key change ခြင်းနဲ့သူတွေအတွက်ဖြစ်ပါတယ်နော် key change ခြင်းနဲ့ဆိုရင်ဒီ electric အတန်းကိုသုံးပေးရပါတယ်နော်โอเค electric အတန်ကကျတော့ဘယ်မှာကြည့်လဲဆိုရင်ဒီနားလေးမှာကြည့်ပါနဲ့ဒီမှာမီလီနဲ့ပြပေးပါတယ်เนาะသူကကျတော့ဒီအတန်နဲ့ဆိုရင်တော့သူကဒီ A minor တို့ B minor တို့အဲ့လိုမျိုးလေးဖော်ပေးတယ်ဟိုเนาะဖော်ပြပေးတယ်ဒီမှာဆိုရင်သူကနံပါတ်လေးနဲ့ပြပေးပါတယ်เนาะ electric အတန်ကဒီမှာလာပြပေးပါတယ်เนาะဒီမှာကြည့်လို့ရပါတယ်เนาะကိုခလုတ်ဒီခလုတ်ကိုပဲเนาะ electric sound ဆိုတဲ့ခလုတ်ကိုပဲ12ချက်နှိပ်ပေးရပါတယ်เนาะကိုနှိပ်လိုက်တာနဲ့ဒီမှာကိုနှိပ်တဲ့အတန်နံပါတ်ဘယ်လောက်လဲဆိုတော့သူကဒီမှာမီလီနဲ့ပြပေးပါတယ်เนาะဒါကြတော့ V10 H Pro မှာပဲပါတာဖြစ်ပါတယ်ခင်ဗျာโอเคเนาะ electric တန်12တန်ပါမယ်ကိုကပုံမှန်အတိုင်းတရှင်းပြန်ဆိုတာပဲဖြစ်ဖြစ်ပုံမှန်နဲ့စကားပြောတာဆိုရင်တော့ဒီဘက်ကကာလာအောက်ပဲခလုတ်တွေကိုပြန်နှိပ်ပေးရပါတယ်เนาะကိုတရှင်းဆိုတဲ့ခလုတ်ကိုခင်ဗျာပြီးရင်နောက်တဲ့တစ်လုံးပေါ့เนาะဒီတစ်လုံးကကြတော့တကောင်နဲ့တရှင်းဆိုတဲ့ခလုတ်ပဲဖြစ်ပါတယ်เนาะ
ပုံမှန်တိုင်းဆိုရင်တော့ဒီမှာတရှင်းဆိုတဲ့ခလုတ်ကစုစုပေါင်းသူက6တန်ပါပါတယ်နော်ဒီကောင်လေးနော်ဒီ electric vena ခလုတ်နဲ့လည်းတုံးပြီးတော့လည်းတရှင်းဆိုလို့ရပါတယ်နော်ဒီခလုတ်နဲ့လည်းတရှင်းဆိုလို့ရတယ်ပြီးသွားပြီဆိုရင်သူ့ရဲ့ vena မဲ့ဆိုရင်ဒီမှာ internal record ဆိုတဲ့ခလုတ်လေးပါမယ်နော်ဒီကောင်ကကြတော့ကိုဒီအတန်သွေးအတန်ဖမ်းတဲ့ခါကျရင်ဒီခလုတ်ကိုတုံးလို့ရပါတယ်နော်ဒီခလုတ်ကိုတုံးပြီးတော့အတန်ဖမ်းမဲ့ဆိုရင်လည်းသူကအတန်နေပါငြိမ်နေပေါ့နော်โอเคเนาะဒီခလုတ်သုံးပြီးတော့အတန်သွေးအတန်ဖန်လုပ်လို့ရတယ်ပြီးတော့ဆိုရင်သူ့ရဲ့ဘီနာမောင်ဆိုရင်တော့ဒါအပြင်းတန်နေပါကာပေးတဲ့ခလုတ်ပါမယ်ပြီးတော့ဆိုရင်သူ့မှာ BT ဆိုတဲ့ Bluetooth ခလုတ်လေးပါမယ်ပြီးရင်နောက်တဲ့တစ်လုံးကတော့ဒီကောင်ကတော့တည်တဲ့အတိုင်းပဲเนาะဒါကတော့ power ခလုတ်ဖြစ်ပါတယ်เนาะသူ့ဖိထားမယ်ဆိုရင်တော့ power မီဖွင့်လာမှဖြစ်ပြီးသူ့ကိုကြကြလေးပြန်ပိတ်မယ်ဆိုရင်လည်းသူ့ကိုဖိထားပေးရပါတယ်เนาะโอเคပြီးတော့ဆိုရင်ကျန်တဲ့ဒီဘက်မှာပေါ့เนาะကျန်တဲ့ဒီဘက်မှာဆိုရင်ဒါကတော့ပုံမှန်တိုင်းသချင်းဆိုတဲ့ခလုတ်တွေဖြစ်တယ်ဒီဘက်က9လုံးဆိုရင်တော့သူကကြတော့ဒီမှာအစုံဆုံးမှဆိုရင်ကာလာ okayခလုတ်ပါမယ်เนาะဒီကာလာ okay ခလုတ်နဲ့လည်းသချင်းဆိုလို့ရတယ်ပြီးတော့ပြီဆိုရင်ဒီခလုတ်နဲ့လည်းသချင်းဆိုလို့ရတယ်ဒါကတော့ကိုဘယ်ခလုတ်ကိုကြိုက်တယ်ဘယ်အတန်ကိုကြိုက်လဲကိုရွေးချယ်ပြီးတော့သချင်းဆိုလို့ရတယ်ပြီးတော့ပြီဆိုရင်ဒီမှာ recording sound ဆိုတဲ့เนาะခလုတ်လည်းပါတယ်เนาะဒီခလုတ်တွေလည်းသုံးလို့ရတယ်သချင်းဆိုတဲ့ခါကျရင်ပြီးတော့ပြီဆိုရင်ဒီမှာ original ခလုတ်လည်းသုံးလို့ရတယ်ဒါဆိုရင်တော့ဘာအဖက်မှမပါဘူးကိုက normal အတန်နဲ့အတန်တွေပါတွင်းချင်တဲ့ video review တွေပါလုပ်ချင်တယ်ဆိုရင်ဒီ original ခလုတ်သုံးလို့ရတယ်ပြီးတော့ပြီဆိုရင် raw ခလုတ်လည်းပါပါတယ်เนาะသူကကြတော့ဒီမှာတရှင်းဆိုဖို့အတွက်အတန်ကတော့เนาะသူကစွတ်စွတ်ပေါင်းသူကကြတော့6တန်ထည့်ပေးထားတယ်เนาะဒီဘက်မှာကြတော့9လုံးပါမယ်ဒီဘက်မှာဒီဘီနာမှာเนาะ electric sound ဆိုခလုတ်ဘီနာမှာတစ်လုံးเนาะဒါကတော့တရှင်းဆိုတဲ့ခလုတ်တွေဖြစ်တယ်ပုံမှန်တိုင်းတရှင်းဆိုမယ်ဆိုရင်တော့ကာလာ okay ခလုတ်ကိုပဲတုံးကြပါတယ်เนาะ okay ဒါကတော့ဒီအောက်မှာပါတဲ့ခလုတ်တွေအကြောင်းကိုပြောပြပေးတော့ဖြစ်တယ်ပြီးတော့ပြီဆိုရင်ဒီအပေါ်မှာရှိတဲ့เนาะအပေါ်တင်အောက်ရှာခလုတ်တွေလဲလို့ရတဲ့ခလုတ်တွေမိုက်ခလုတ်တွေအေဂိုခလုတ်တွေအကြောင်းကိုပြောပြပေးသွားမယ်ပထမအဆုံးကျွန်တော်ပြောချင်တာကကြတော့ဒီဘက်ကเนาะဆက်ရက်ဒီညဘက်ကဒီ LED line လေးတွေပြောပြချင်ပါတယ်เนาะသူ့မှာကြောပြပေးထားပါတယ်เนาะသူကဒီမှာ line 3 line ရှိတယ် mic line ရှိတယ် music line ရှိတယ်เนาะဒီကောင်ကျတော့ monitor line ရှိပါတယ်เนาะဒီကောင်ကျတော့ဒီအောက်ကဒီမီလေးကကျတော့เนาะဒီမီလေးကကျတော့ဒါ electric เนาะ electric ခလုတ်ရဲ့ကိုနှိမ့်တဲ့ခါကျဘယ်ကီးကိုဘယ်နံပါတ်ရောက်သွားလဲဆိုတော့ပြပေးတာဖြစ်ပါတယ်เนาะဒီမီလေးကကျတော့ okay ပြီးတော့ပြီဆိုရင်သူကကျတော့ဒီမှာเนาะ battery line နဲ့ပြပေးထားတယ်သူက battery ဒီမှာ4တုံးပြပေးထားတယ်เนาะဘက်ထရီအားဘယ်လောက်ရှိတယ်အားဘယ်လောက်ကျန်သေးတယ်ဆိုတော့ပြပေးထားတယ်ပြီးတော့ပြီဆိုရင်ဒီမှာ charging ပုံစံနည်းလေးပြပေးထားတယ်เนาะသူကကြတော့ဒီအားသွင်းနေဆိုရင်တော့ဒီပုံစံအားဝင်နေနေဆိုရင်တော့ဒီပုံစံနည်းပြမယ်เนาะအားမသွင်းတော့ဘူးမသွင်းတော့အားသွင်းကျလွတ်တာပဲဖြစ်ဖြစ်အားသွင်းကျဖြုတ်ထားတာပဲဖြစ်ဆိုရင်တော့သူကဒါလေးကိုပြမှာမဟုတ်ပါဘူးเนาะโอเคပြီးတော့ပြီဆိုရင်ကျွန်တော်ဒီဘက်ကလှည့်လို့ရတဲ့เนาะခလုတ်နှလုံးအကြောင်းကိုပြောပြပေးသွားမယ်ဒီအပေါ်ကခလုတ်ကကြတော့ဒါ monitor ခလုတ်ဖြစ်တယ်ကိုယ့်ရဲ့နားထဲမှာတရှင်းအတန်အတိုးကျဲလှုပ်ရှင်နဲ့မိုက်အတန်အတူးကျဲလှုပ်ရှင်နဲ့ကိုယ့်ရဲ့နားထဲမှာပဲအတန်တူးတာဖြစ်ပါတယ်เนาะကိုယ့်ရဲ့နားထဲမှာပဲအတန်တူးမယ်ကိုယ့်ရဲ့နားထဲမှာပဲအတန်ကျဲမယ်ဆိုရင်ဒီခလုတ်ကိုသုံးပေးရပါတယ်เนาะအပေါ်ဆုံးခလုတ်ဖြစ်တယ်ဒုတိယခလုတ်ကကြတော့ echo ခလုတ်ဖြစ်ပါတယ်เนาะဒုတိယခလုတ် echo ခလုတ်ဖြစ်ပါတယ်ခင်ဗျာ hello 1 2 3 hello hello เนาะဒါကတော့ဒုတိယခလုတ်ကကြတော့ echo ခလုတ်ဖြစ်တယ်တကယ်ကျွန်တော် echo ကစားခြင်းနဲ့ဆိုရင်เนาะဒီခလုတ်ကစားရမယ်ပြီးတော့ပြီဆိုရင်အဓိကကတော့ဒီမှာပါတဲ့ခလုတ်လေးတွေဖြစ်ပါတယ်เนาะဒီမှာအစုံဆုံးเนาะဒီမှာအပေါ်တင်အောက်ချတဲ့ခလုတ်စုစုပေါင်း9လုံးပါတယ်เนาะအပေါ်တင်အောက်ချတဲ့ခလုတ်စုစုပေါင်း9လုံးဒီဘက်ဆက်ရက်ဘက်အစုံဆုံးကခလုတ်ကကြတော့ recording ခလုတ်ဖြစ်ပါတယ်เนาะဒီ recording ခလုတ်ကအမြဲတမ်းအသိဖွင့်ပေးထားရပါတယ်เนาะဒီ recording ခလုတ်ကိုတွားပြီးတော့ချော့ထားတာလို့ပိတ်ထားတာလို့လုပ်နေဆိုရင်ကိုတရှင်းဆိုတဲ့အခါကျရင် light တဲ့တရှင်းတဲ့နေ mic တဲ့နေမတွားပါဘူးเนาะအကြိုင်ဘယ်သူမှကြားရမှာမဟုတ်ပါဘူးเนาะတကောင် recording ခလုတ်ဖြစ်တယ်ပြီးတော့ပြီဆိုရင် music เนาะဒုတိယတစ်လုံးကကြောင့် music ဖြစ်တယ်ပုံမှန်တိုင်းပဲ music ကိုလည်းဆက်မှာအကုန်ဖွင့်ပေးထားပါเนาะအတန်အတိုးကျလုပ်ချင်နေဆိုရင် monitor တစ်လုံးပဲလုပ်ပေးရမှာဖြစ်ပါတယ်เนาะဘာဖြစ်လို့ဆိုရင်ကိုတရှင်းတဲ့နေအကုန်ဖွင့်ထားမှဒါကိုရဲ့ light ထဲမှာနားထောင်နေတဲ့သူတွေကကျတော့ဒီတရှင်းတန်ကိုအကုန်ကြားမှာဖြစ်ပါတယ်เนาะဒီ recording ခလုတ်ရဲ့ music ခလုတ်ရဲ့ကိုအမြဲတမ်းအသိဖွင့်ပေးထားရမယ်ပြီးတော့ပြီဆိုရင်ဒီမှာ mic နဲ့ပတ်သက်တဲ့ height တွေ long တွေပြီးရင် mic အတန်တွေပါမယ်เนาะဒီမှာဒီနှလုံးလေးတူတူပဲကိုအတန်အကြီးအသေးနော်ကိုအတန်အကြီးအသေးလုံးကစားခြင်းနဲ့ဆိုရင်ဒီ height ရဲ့ long ရဲ့ကိုကစားလို့ရတယ်နော်ကိုက mic အတန်သေးချင်တာတို့ mic အတန်စူးချင်တာတို့ဆိုရင်ဒီနှလုံးကိုကစားလို့ရမယ်ပြီးတော့ပြီဆိုရင်9လုံးမြောက်ဒီဘက်အစွန်ဆုံးပေါ့နော်ညာဘက်ကအစွန်ဆုံးဆိုရင်ဒီကောင်ကကြတော့ mic အတန်အတူးချေခလုတ်ဖြစ်ပါတယ်ခင်ဗျာကိုက mic နဲ့ကပ်ပြီးတရှင်းဆိုတဲ့အခါကျရင်အတန်ကိုတိုးထားလို့ရတယ်ကိုက mic နဲ့ခွာပြီးဆိုတဲ့အခါကျရင် mic ဆွဲအပူပြင်းအောင်ဆိုပြီးတော့အတန်ကိုအကုန်တင်ပြီးတော့ဆိုရတယ်ကိုတရှင်းဆိုတဲ့အခါကျရင်တော့ mic လေးကို mic ကတော့အတိုးချေထိန်းချုပ်ပေးရပါတယ်နော်တရှင်းတချို့တရှင်းတွေကအတန်ကျဲတာရှိတယ်တချို့တရှင်းတွေကအတန်တိုးတာရှိပါတယ်နော်အဲ့ဒီပုံမှာလိုက်ပြီးတော့ဒီတရှင်း mic ရဲ့အတိုးကျဲကိုလည်းကစားပေးရပါတယ်ခင်ဗျာโอเคဒါကတော့ဒီနော် Britain 8 Pro စောင့်ကြည့်ရမျက်နှာပြင်မှာရှိတဲ့ခလုတ်တွေကိုအကြောင်းကိုပြောပြပေးတော့ဖြစ်ပါတယ်เนาะအားလုံးပဲနားလည်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာโอเค
နော်ဆောင်းကရဲ့အနောက်မှာပါတဲ့ခလုတ်တွေအကြောင်းကိုထပ်ပြီးတော့ပြောပြပေးသွားမယ်အားလုံးပဲတစ်ချက်လိုက်ကြည့်ကြပါဦးခင်ဗျာ Quitan H Pro ဆောင်းကမှာပါတဲ့အပေါက်တွေအကြောင်းကိုအသေးစိတ်ထပ်ပြီးတော့ပြောပြပေးသွားပါမယ်နော်ပထမအဦးဆုံးဒီ Quitan H Pro ဆောင်းကမှာဆိုရင်ဘက်ထရီကတော့1200 mAh ပါပါတယ်နော်ဘက်ထရီ1200 mAh ပါတယ်သူရဲ့အနောက်မှာရေးပေးထားပါတယ်ခင်ဗျာနော်ဒီဆောင်းကကြတော့တပရိတ်ထဲမှာမိုက်နှလုံးသုံးလို့ရမယ်ဖုံး3လုံးထိလိုက်လွှင့်လို့ရပါမယ်ခင်ဗျာနော်နှစ်ချက်ဆိုရင်3လုံးထိနှစ်ချက်3ခုသုံးလို့ရတယ်ဘောင်းနဲ့တွဲမယ်ဆိုရင်ဘောင်း3လုံးထိသုံးလို့ရပါတယ်ခင်ဗျာโอเคဒီဆောင်းကလည်းဘယ်ဖုံးမဆိုလိုက်လွှင့်လို့ရပါတယ်เนาะဒါပေမဲ့ဒီဆောင်းကဝယ်ရင်တော့ကျိုးတွေကကြတော့နှစ်ချက်ပေါက်ပါတယ်ဖုံးသမားတော့ပဲကျိုးကပါမှာဖြစ်ပါတယ်เนาะဒီအစုံဆုံးကเนาะဒီမှာအစုံဆုံးကတိုက်စီပေါက်เนาะဒီတိုက်စီပေါက်ဆိုရင်ဒါကတော့ဆောင်းကအာသွင်းကျိုးဖြစ်ပါတယ်เนาะအာသွင်းတဲ့အပေါက်ဖြစ်တယ်ပြီးရင်သူဒုတိယတစ်ပေါက်တကောင် OTG ဆိုတဲ့ဒီတိုက်စီအပေါက်ကကြတော့ဒီကောင်ကကြတော့ဒီနှစ်ချက်အပေါက်မှာပါတဲ့ဖုန်းတွေ iPhone တွေ computer တွေ PC တွေ desktop တွေ tablet တွေ MacBook တွေနဲ့တိုင်းလွှင့်တာပဲဖြစ်ဖြစ်အတန်တော့ content လောက်တာပဲဖြစ်ဗီဒီယိုဖန်တီးတာပဲဖြစ်ဖြစ်ဒီကောင်သုံးမိရတယ်ပြီးတော့ဆိုရင်သူ့ရဲ့ဘေးနားမှာဆိုရင်ဒီကောင်ကတော့ mic ပေါက်2ပေါက်เนาะဒီကောင်ကကျတော့48ကွီမပါပါဘူးเนาะသူကရိုးရိုး mic ပေါက်2ပေါက်ပါမယ်เนาะ mic နှလုံးထိသုံးလို့ရမယ်ပြီးတော့ဆိုရင်သူ့ရဲ့ဘေးနားမှာဆိုရင်တော့เนาะဒီကောင်ကတော့ handset ဖြစ်ပါတယ်เนาะတရှင်းကိုနှစ်ချက်နဲ့တရှင်းဆိုတဲ့အခါကျဒီ handset ဆိုတဲ့ပေါက်မှာသုံးပေးရတယ်နှစ်ချက်ပေါက်ဖြစ်တယ်ပြီးတော့ဆိုရင်သူ့ရဲ့ဘေးနားမှာเนาะ earphone ဆိုတဲ့နှစ်ချက်ပေါက်တစ်ပေါက်ထပ်ပါမယ်ဒီကောင်ကတော့အတန် only ဖြစ်တယ်ပြီးတော့ဆိုရင်ဒီမှာ speaker ဆိုတဲ့အပေါက်တစ်ပေါက်ထပ်ပါမယ်ခင်ဗျာเนาะဒါဒီ3ပေါက်ကတော့အတန်အပေါက်တွေဖြစ်တယ်ကွာနှစ်ချက်နဲ့တရှင်းဆိုမှဆိုတော့ handset မှာသုံးပြရပါတယ်เนาะကျန်တဲ့နှစ်ပေါက်ကတော့အတန် only ဖြစ်တယ်ဘောက်တွေပါတယ်တုပ်ခွန်းတဲ့အခါကျရင်တော့ဘောက်3လုံးထိသုံးလို့ရပါမယ်ခင်ဗျာโอเคပြီးသွားပြီဆိုရင်ဒီမှာเนาะစာတန်းအရှိကြီးနဲ့အပေါက်တစ်ပေါက်ထပ်ပါမယ်เนาะဒီကောင်ကကြတော့တရှင်းဖွင့်တဲ့အပေါက်ဖြစ်ပါတယ်เนาะအကဲတငယ်ချင်းတို့ကတရှင်းဖွင့်တဲ့အခါကျရင်ကိုယ့်ရဲ့ဖုန်း Bluetooth မချိတ်ရှင်ဘူး Bluetooth ပြတ်နေတယ်ဆိုရင်ကြိုးထိုးခြင်းနဲ့ဆိုရင်เนาะဒီစာတန်းအရှိကြီးเนาะအကမ်နီဆိုတဲ့အပေါက်မှာကြိုးထိုးပြီးသွားပြီဆိုရင်ကိုတရှင်းဖွင့်ဖုန်းရဲ့နှစ်ချက်ပေါက်မှာကြိုးထိုးပြီးတော့တရှင်းဖွင့်လို့ရတယ်เนาะကျန်တဲ့နှစ်ပေါက်ကတော့ light အပေါက်တွေဖြစ်ပါတယ်เนาะဒီနှစ်ပေါက်ကတော့ light အပေါက်ဖြစ်တယ်နှစ်ချက်အပေါက်ပါတဲ့ဖုန်းသမားတွေကတော့ဒီခေါင်းเนาะဒီ light အပေါက်နှစ်ပေါက်ကိုသုံးပြီးတော့ light လွှင့်ရပါတယ်ခင်ဗျာเนาะဒီ Quitan H Pro ဆောင်းကလည်းเนาะ Quitan H Pro ဆောင်းကလည်းအတန်အရန်ကျဲတဲ့ထဲမှာပါတယ်အဲကိုအထွက်ကျန်းကျင်တဲ့ညီကိုတွေဆိုရင်လည်းဒီကောင်သုံးလို့ရတယ်เนาะအကိုကြီးအဲကိုအရန်များခြင်းနဲ့ဆိုရင်ဒီကောင်သုံးအတန်ကျဲခြင်းနဲ့ဆိုရင်ဒီကောင်သုံးလို့ရတယ်ဒီကောင်ကဈေးလည်းမကြီးပါဘူးเนาะဈေးလည်းအသင့်တင်ပဲရှိပါတယ်ခင်ဗျာโอเคเนาะဒါကတော့ဒီ Quitan H Pro ရဲ့ဆောင်းကမှာပါတယ်ခလုတ်တွေအကြောင်းရဲ့အပေါက်တွေအကြောင်းရဲ့ကိုအခုပြပြပေးတာဖြစ်ပါတယ်เนาะလူကျင်တဲ့ညီကိုလေးတွေကကြတော့အခုဒီမှာရှင်းအောင်ရှာပြီးထားမယ်ရှင်းအောင်မှာသွားပြီးတော့မှာယူလို့ရပါတယ်ခင်ဗျာเนาะအစုံလိုက်ကိုမှ1200ပဲရှိပါတယ်เนาะအခုဆိုရင်တော့ promotion ရှာထားတာ1000ဝန်းကျင်လောက်လေးနဲ့ရမှာဖြစ်ပါတယ်ခင်ဗျာโอเคเนาะအားလုံးကိုကျေးဇူးများတင်ပါတယ်เนาะ like share သေးလေးနဲ့ကူညီပေးကြပါအောင်เนาะတကောင်ကတော့တေချာလေးမှသွားပြီးပါเนาะ Quitan H Pro တရှင်းဆိုတဲ့ like sound ပဲဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးများတင်ပါတယ်เนาะ